ဖြည့်ခီးသောမှတ်တမ်းနေဗန်လန်စီစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။မင်္ဂလာရှိလာတဲ့မင်္ဂလာနေ့လေးမှာဒီကနေ့ရွှေဖြူတင်ဆက်ပေးမယ့်အကြောင်းအရာကတော့88ကြိမ်မြောက်တိပိဋကဒရတိပိဋကရွေးချယ်ရေးဆောင်ရွက်ပွဲကြီးမှာ18ပါးမြောက်သာသနာအာဇာနည်တစ်ပါးပေါ်ထွန်းခဲ့ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သည့်အရှေ့ပိုင်းမြို့နယ်တိပိဋကမဟာကန္နဝင်နိကေကျောင်းတိုင်းမှာတိပိဋကဒရဘွဲတစိတ်တော်ရဗဒနာဝိစိတ်တသာရဒီပဲရင်တိပိဋကဆရာတော်ရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံတန်ခါများရဲ့ပညာရေးလောကမှာအရေးချင်းပြည့်မီတဲ့ယဟန်တာမဏေများကိုထိုက်တန်တဲ့ဘွဲတစိစက္ကန့်လှူဒါန်းနိုင်မှုအတွက်ကျင်းပပြုလုပ်တဲ့စာမေးပွဲများစွာရှိပါတယ်။အဲဒီစာမေးပွဲတွေမှာလူသိများပြီးထင်ရှားတဲ့ကြီးကျယ်ခမ်းနားပြီးတော့ပြည်ရင်းပြည်ပနှစ်ဌာနလုံးမှာကြော်ကြားတဲ့နှစ်စဉ်ရက်ပေါင်းကြာမြင့်စွာကျင်းပပြုလုပ်အပ်တဲ့တိပိဋကဒရရွေးချယ်ရေးစာမေးပွဲကြီးလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်ရှင်။အဲဒီလိုတိပိဋကဒရရွေးချယ်ရေးစာမေးပွဲကြီးကိုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတစ်နှစ်ခန့်အကြာဝန်ကြီးချုပ်ဦးနုလက်ထက်မြန်မာတက္ကရာ1310ပြည့်နှစ်ခရစ်နှစ်1949ခုနှစ်မှာစတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ပထမဆုံးကျင်းပပြုလုပ်ခဲ့တဲ့တိပိဋကဒရရွေးချယ်ရေးစာမေးပွဲမှာအောင်မြင်သူတစ်ပါးမျှမပေါ်ပေါက်ခဲ့ပါဘူး။သို့တော်လည်းစာမေးပွဲကျင်းပရေးအဖွဲ့ကတရားစီရင်နာထက်ထက်တန်တန်နဲ့နောက်မဆုတ်တမ်းဆက်လက်ကြိုးပမ်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။1312ခုနှစ်မှာကျင်းပပြုလုပ်တဲ့ဒုတိယအကြိမ်မြောက်တိပိဋကဒရရွေးချယ်ရေးစာမေးပွဲမှာဝီနီး၅ချမ်းပါဠိတော်ကိုအာဂုံပြန်ဆိုနိုင်တဲ့ပုဂ္ဂိုလ်ကျော်တစ်ပါးပေါ်ထွက်လာခဲ့ပါတယ်။ဒါကြောင့်စာမေးပွဲကျင်းပရေးအဖွဲ့ကတိပိဋကဒရစာမေးပွဲကြီးကိုနှစ်စဉ်မပြတ်ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာမင်းကွန်းတောင်ရိုးဓမ္မနာရအကျောင်းတိုင်းမှာအရှင်ဝိစိတ်တသာရာဘိဝန္တာကပိဋကတ်3ပုံကို4နှစ်တည်းဖြင့်အာဂုံရေးပြီးပြန်ဆိုအောင်မြင်တော်မူခဲ့ပါတယ်။အာဂုံပြန်ဆိုရမှာအထင်အငေါ်မရှိရှင်းလင်းပိသစွာပြန်ဆိုနိုင်တဲ့အပြင်သဘောရေးပြီးဖြေဆိုရမှာလည်းဂုံတုမှတ်ရအောင်ဖြေဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မင်းကွန်းတောင်ရိုးဓမ္မနာရအကျောင်းတိုင်းမှာအရှင်ဝိစိတ်တသာရာဘိဝန္တာကို1315ခုနှစ်မှာတိပိဋကဒရရွေးချယ်ရေးအဖွဲ့ကဝိသိဋ္ဌတိပိဋကဒရမဟာတိပိဋကကောဝိဒဘွဲတို့ကိုဆက်ကတ်တော်မူခဲ့ပါတယ်။အရှင်ဝိစိတ်တသာရာဘိဝန္တာဟာမြန်မာနိုင်ငံသာသနာသမိုင်းမှာပထမဦးဆုံးပေါ်ထွက်လာတဲ့သာသနာသူရဲကောင်းပိဋကတ်သူရဲကောင်းတိပိဋကဒရတိပိဋကကောဝိဒပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။စာမေးပွဲကျင်းပရေးအဖွဲ့ကသာသနာတော်ဝယ်ပိဋကတ်3ပုံဆောင်တိပိဋကဒရပုဂ္ဂိုလ်များဆင်းဆက်မပြတ်ပေါ်ထွက်လာနိုင်စေဖို့နဲ့သာသနာ3ရက်မှာရေတောင်းမြစ်တပွဲဖြစ်တဲ့ပရိယတ္တိသာသနာတော်ကြီးစီပင်ပြန်ပွားတိုးတက်နိုင်စေဖို့ရည်တမ်းကြပြီးတိပိဋကဒရဆောင်းမေးပွဲကြီးကိုနှစ်စဉ်မပြတ်ဆက်လက်ကျင်းပပြုလုပ်ခဲ့တာဟာဒီကနေ့အထိပင်ဖြစ်ပါတယ်။နှစ်အရေအတွက်အပြင်68နှစ်တိုင်တိုင်ရှိခဲ့ပါပြီရှင်။အဲဒီ68နှစ်အတွင်းပိဋကတ်3ပုံကိုအာဂုံရေးပြီးအောင်မြင်တော်မူကြတဲ့တိပိဋကဒရတိပိဋကကောဝိဒဘွဲရ73ပါးအဘိဓမ္မာနောက်ပိုင်းရေးပြီးမအောင်မြင်သေးတဲ့တိပိဋကဒရဘွဲရ9ပါးစုစုပေါင်းတိပိဋကဒရဘွဲရအပါး20ပေါ်ထွန်းခဲ့ပြီးဖြစ်ပါတယ်။ဂုံပြုအပူဇော်ကံဖြစ်တဲ့တိပိဋကဒရအရှင်ဝိစိတ်တသာရရဲ့ဂုံထုဝိသေသဖြစ်သောတိပိဋကဒရဘွဲတစိတ်တော်ရဲ့အနက်အတိတ်ပဲကိုအနည်းငယ်ဖွင့်ဆိုလိုပါသေးတယ်ရှင်။တိပိဋကဆိုတာတိနိပိဋကနိတိပိဋကံပိဋကတ်3ပုံတိပိဋကံဓာရီတိတိတိပိဋကတရောပိဋကတ်3ပုံကိုနှုတ်တက်ရွရွအာဂုံရသူစောင့်ထားသူဟုအတိတ်ပဲရပါတယ်။ပိဋကတ်3ပုံဆိုတာဝီနီးတုတ်တန်အပိဓမ္မာပဲဖြစ်ပါတယ်ရှင်။ဂုံပြုပူဇော်ကံဖြစ်ပါသောအရှင်ဝိစိတ်တသာရသည်ဝီနီး5ချမ်းဟူသောဝီနီးပိဋကတ်ဒီကနိကေတုတ်3ချမ်းဟူသောတုတ်တန်ပိဋကတ်နှင့်အပိဓမ္မာရှေ့ပိုင်း5ချမ်းတို့ကိုအာဂုံရေးဖြင့်အောင်မြင်တော်မူပြီးအဘိဓမ္မာနောက်ပိုင်း2ကျမ်းကိုကအာဂုံသာပြန်ဆိုအောင်မြင်တော်မူတဲ့အတွက်တိပိဋကဒရဘွဲကိုရရှိတော်မူပါတယ်။အရှင်ဝိစိတ်တသာရဟာတင်ယိုပိဋကတ်3ပုံကိုအာဂုံပြန်ဆိုတဲ့သဘောရေးဖြင့်ပါအောင်မြင်တော်မူပြီးဖြစ်တဲ့အတွက်တိပိဋကဒရတိပိဋကကောဝိဒဘွဲတစိတ်တော်အောင်လက်မှတ်တော်အယိုးဝါကနက်ကရန်ထီဖြူတော်3လက်တစိတ်ပါရှိတဲ့သာသနာအောင်လံတော်များနဲ့ပြည်တော်စုသမရမြန်မာနိုင်ငံတော်မှစက္ကန့်လူရန်နဲ့ကုန်းရည်လီ3ဌာနအခမဲ့အထက်တန်းခရီးသွားလက်မှတ်ရာသက်ပံတပည့်2ဦးအပါအဝင်စွန်းဆန်တော်စသည်တို့ကိုအလှခံရရှိတော်မူတာဖြစ်ပါတယ်။ဆရာတော်ရဲ့ဒေရုပတိများနဲ့သာသနာတော်အတွင်းမှာကြီးညိုခွေရာပုံရိပ်တွေကိုဆက်လက်တင်ဆက်ပေးတော်မှာပဲဖြစ်ပါရဲ့ရှင်။ဆရာတော်ဘုရားဒီပိဋကတ်3ပုံအာဂုံဆောင်နိုင်မှုအတွက်ပေါ့နော်ဆရာတော်ဘုရားအနေနဲ့အာထုတ်ကြိုးပမ်းခဲ့ရတဲ့ဝရိယစိုက်ထုတ်ခဲ့ရတဲ့လူသားမန်နေမလုံနိုင်တဲ့
သာသနာအာဇာနည်တစ်ပါးဖြစ်လာဖို့အတွက်ကိုအားထုတ်ခဲ့ရပုံအစဉ်စဉ်ကိုလည်းမိန့်ကြားပေးတော်မူပါဖေဟာဦးဇင်းတို့ဒီတိပိဋကရတရွေးချယ်ရေးစာမှုဝဲကြီးမှာဒီရည်ရွယ်ကျင်းပရခြင်းရည်ရွယ်ချက်၃မျိုးရှိတယ်နော်အဲ့ဒီရည်ရွယ်ချက်၃မျိုးကိုဖြည့်လိုက်ရင်တချို့ဟာလေးတွေကကျုံးဝင်သွားတယ်ပေါ့နည်းနည်းအဲ့ဒီဟာလေးကဘာတုံးဆိုတော့ဘုံကံပါရမီထူးဉာဏ်ပညာထူးတဲ့ပုဂ္ဂိုလ်များပေါ်ထုတ်ရေးနံပါတ်1နံပါတ်2ကသာသနာတော်ကိုချီးမြှောက်ရမှာအထက်တန်းကြကြချီးမြှောက်နိုင်ရေးနောက်တစ်ခါဓမ္မစီရီထိုက်တဲ့ပိဋကဆောင်ပုဂ္ဂိုလ်များပေါ်ထွန်းလာရေးဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီပိဋကစာမှုဝဲကြီးကကျင်းပရခြင်းဖြစ်တယ်အဲ့ဒီပိဋကစာမှုဝဲကြီးရည်ရွယ်ချက်ကျင်းပရခြင်းရည်ရွယ်ချက်ကိုသိနားလည်လို့ရှိရင်ဒီပိဋကစာမှုဝဲကြီးရဲ့ဘလောက်ခက်ခဲပုံဘလောက်အစင်တန်းမြင့်ပုံဆိုတာလေ့လာရတယ်။ဘာကြောင့်လဲကြည့်လိုက်ဘုံကံပါရမီတူဉာဏ်ပညာထူးရှိတဲ့ပုဂ္ဂိုလ်များကိုဖော်ထုတ်ရေးအဲကြောင့်ဒီပိဋကစာမှုဝဲဆိုတာကဦးဇင်းတို့အခုဆိုရင်98ကျင်းရှိသွားပြီပေါ့နော်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးရသည်ကလာတဲ့နှစ်ကစပြီးကျင်းပတာဆိုတော့လွတ်လပ်ရေးရဲ့ဖော်ဝက်တော်စာမှုဝဲကြီးလို့လည်းခေါ်ကြတယ်အဲဒီ98ကျင်းမြောက်အတွင်းမှာဒီပိဋကအစကနေပြီးတော့ဒီပိဋကကောဝိဒအထိအောင်မှစခုနိုင်တဲ့ပုဂ္ဂိုလ်ကနည်းပါတယ်18ပါးပဲရှိပါတယ်နော်ဖြည့်ဆိုဝင်ရောက်ဖြည့်တဲ့ပုဂ္ဂိုလ်တွေကများပြားပြီမဲ့လို့တကယ်ထိတ်ဆုံးပန်းတန်တိရောက်သွားတဲ့ပုဂ္ဂိုလ်ကြတော့လက်ချိုးကြီးလို့ရပါတယ်အဲ့ဒီကြတော့ဒါကိုကြည်ချင်းအပြင်ဒီပိဋကစာမှုဝဲကြီးရဲ့ခက်ခဲပုံနည်းနည်းပုံအစင်တန်းမြန်မာပုံနေဆိုတာကလေ့လာခဲ့ခတ်လို့ရပါတယ်အဲ့ဒီကြတော့ဦးဇင်းတို့ဒီပိဋကစာမှုဝဲကြီးမှာအဆင့်10ဆင့်ရှိပါတယ်နော်ပိဋကအနေနဲ့ကတော့ဝိနည်းပိဋကရဲ့သုတ်တံပိဋကရဲ့အဘိဓမ္မာပိဋကဆိုပြီးတော့ပိဋက3ပုံအဲ့ဒီပိဋက3ပုံကိုဦးဇင်းတို့ဒီပိဋကစာမှုဝဲရွေးချယ်ရေးစာမှုဝဲမှာအဆင့်10ဆင့်10တန်းခွဲထားပါတယ်10တန်းခွဲတဲ့မှာအာဂုံက9ဆင့်9တန်းလေးဖြည့်ရေးဖြည့်ကသဘောရေးဖြည့်က9ဆင့်9တန်းအဲ့ကျတော့10ဆင့်10တန်းရှိသွားတာပေါ့နော်ဝိနည်းမှာ4ဆင့်အာဂုံက2ဆင့်ရေးဖြည့်က2ဆင့်4ဆင့်နောက်တစ်ခါသုတ်တံပိဋကကျတော့အာဂုံ1ဆင့်ရေးဖြည့်1ဆင့်နောက်တစ်ခါပိဋမပိဋကကျတော့လည်း4ပိုင်းပန်းလိုက်တဲ့အာဂုံ2ပိုင်းရေးဖြည့်2ပိုင်း10ပိုင်းရှိပါတယ်ဆရာတော်ဘုရားအနေနဲ့ဒီအာဂုံဆောင်တဲ့အခါမှာဒီကြက်မှတ်ရတဲ့ကြက်မှတ်ပုံအစဉ်စဉ်ကိုလည်းမိန့်ကြားပေးတော်မူပါဖေဟာဘုရားတို့အာဂုံဆောင်တဲ့အခါကျတော့ထုံတန်ကနည်းနည်းကြက်များပြန်ဆိုတဲ့လမ်းစဉ်ကိုလိုက်ရတာဘာကြောင့်လဲဆိုတော့ဦးဇင်းတို့စာပေတွေကအထက်တန်းရောက်လာတဲ့အခါကျတော့ဉာဏ်တွေကလည်းထက်လာပြီပေါ့နော်ဒါများလို့ပဲအောက်သွေးရင်ထက်လာတယ်အောက်တန်းတွေကစာပေတွေလေ့လာရင်နဲ့အထက်ရောက်တဲ့အခါကျတော့ဉာဏ်ပညာတွေကထက်မြက်လာတာထက်မြက်လာတဲ့အခါကျတော့များကြီးကြက်ရင်လည်းများကြီးရတယ်ဒါပေမဲ့လို့များကြီးကြက်လို့ရှိရင်ရက်တွေများလာရင်တရက်ကိုဦးဇင်းတို့ဆက်ထမှုစာမျက်နှာအကြီးကြီးတွေရှိတယ်အဲ့ဒါကြီးတွေကို9ရွက်လောက်ကြက်မယ်ဆိုလို့ရှိရင်လည်းရတယ်9ရွက်ဆိုရင်10မျက်နှာဖြစ်သွားမှာပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီလောက်ကြီးတွေမကြက်ဘူးဦးဇင်းတို့ကတော့4ရွက်လောက်ပဲကြက်တယ်တရက်ကိုမနက်ပိုင်း9နာရီကနေစပြီးလို့ရှိရင်10နာရီခွဲထိကြက်လိုက်တယ်4ရွက်ကုန်သွားတယ်4ရွက်ကုန်သွားတဲ့နေ့ကို1နာရီခွဲလောက်ကနေပြီးတော့ညနေ4နာရီထိအဲ့ဒီစာကိုပြန်ပြီးတော့ရအောင်ပြန်ကြက်တယ်ညဆိုလို့ရှိရင်အဲ့ဒီဖျားတဲ့သာ9နာရီဆိုရင်ပြီးသွားပြီဆို9နာရီနောက်ပိုင်းကနေပြီးတော့10နာရီခွဲဝန်းကျင်လောက်ထိအဲ့ဒါညပိုင်းနေနေရကြက်ထားတဲ့စာတွေကိုပြန်ရတာအဲ့ဒီကြတော့မနက်ကိုအများကြီးကြက်လိုက်လို့ရှိရင်ညကြရင်မပြန်နိုင်တော့ဘူးအဲ့ကြတော့ဒီနေ့ကြက်ထားတဲ့စာကိုဒီနေ့ညကြရင်ကြည်အောင်ကြက်ရတာအဲ့ကြတော့ဒီနေ့ကြက်ထားတဲ့တရက်ဖြစ်သွားပြီနောက်တစ်ခါ2ရက်ညောင်းလေးကြာပြီဆိုရင်စာမျက်နှာကရွက်10ရွက်ဖြစ်သွားပြီများလာတာပေါ့နော်အဲ့ကြတော့ဒီတပတ်လောက်ထိတော့ရှေ့ကကြက်ပြီးသားစာတွေကိုတခါတည်းပြန်သိမ်းခဲ့ရတင်ပါဗျာအကကြီးအဲ့လိုမသိမ်းဘူးဆိုလို့ရှိရင်လည်းစာတွေကမကြည်တော့ဘူး10ရက်လောက်ကြော်လိုက်ရင်စာမျက်နှာတွေကတအားများသွားပြီဆိုလို့ရှိရင်ကိုယ်ကမကြည်ဘူးဆိုလို့ရှိရင်ရှေ့ကျဲရမှာလားနောက်ကစာကိုပြန်နှွေးရမှာလားအဲ့ဒီအတွေးတွေနဲ့တန်တရားတွေဝင်လာပြီးတော့စိတ်တွေကခြားလဲသွားတာအဲ့ဒီရတဲ့ခါကျတော့အဲ့ဒီဟာကိုခြားမလဲအောင်မလုပ်ရတော့ဆိုတော့နည်းနည်းကျက်များပြန်အဲ့ဒါလိုလုပ်ပြီးတော့ဒီတပတ်အတွင်းပေါ့နော်တပတ်ပြည့်လို့ရှိရင်လည်းအဲ့ဒီတပတ်ပြန်ပြီးသားစာတွေကိုတော့တော့ဒီနေ့တက်ကနေ10တိကျက်မယ်ဆိုရင်အဲ့တက်ကနေ10တိကိုတပတ်အတွင်းထိတော့ရအောင်အများအားပြန်နေတာတပတ်ပြည့်ပြီဆိုရင်ရှေ့ပထမရက်ကကြက်ထားတဲ့စာကိုပြန်လွှတ်လိုက်နောက်တစ်ရက်ရောက်လာပြီဆိုရှေ့ကကြက်ထားတဲ့စာတွေပြန်လွှတ်လိုက်အဲ့လိုကျရင်သိရင်တခါတည်းကြက်တခါတည်းသိမ့်ပြီးတော့သွားတာဟောဦးဇင်းတို့ဒီ
ဒီကြောင့်မှအဲ့ဒီတော့ကတော့ဦးဇင်းတို့ရောက်ခါသားတော့ကတလားတအုပ်ဘာနာကာရန်ဖြေရတာလေမှန်ပါတလားလည်းပြီးရောဦးဇင်းတို့ကြက်ပြီးသားစားလည်းပြီးရောအဲ့ဒီစာအုပ်တအုပ်ပြီးသွားတာဝိနည်းပါဠိကံပါဠိဆိုရင်စာအုပ်တအုပ်ပြီးသွားတာအဲ့ကြတော့အာကုန်ကျက်တဲ့အခါမှာနည်းနည်းကျက်များပြန်အခါတလေတချို့ဘိုင်းနေကြတော့တော်တော်လေးခက်ခဲပါတယ်ခက်ခဲတဲ့အပိုင်းတွေရောက်လာတဲ့အခါဘာလို့ရလဲဦးဇင်းတို့နေစနစ်ယူရတာနေစနစ်ကဘယ်ကရတော့ဆိုဦးဇင်းတို့မြတ်စွာဘုရားမဟာဗောဓိပင်အောင်မှာတရားထိုင်တဲ့အခါစတုတေငါဝိရိယနဲ့ငါဖះမဖြစ်သေး၍ဟောဒီပလင်ပေါ်ကနေငါမထဘူးဆိုတဲ့မြတ်စွာဘုရားရဲ့ဒိဋ္ဌံကိုအဲ့ဒါကိုပုံတူကူးချရတာပေါ့နော်ကူးချပြီးတော့စာကျက်တဲ့ခါမှာတချို့စာမျက်နှာတွေအလွန်ခက်တဲ့ခါကျတော့စိတ်ဓာတ်ပတိတက်ပြီးတော့ငါဒီစာမဖြစ်မနေငါရကိုရအောင်လုပ်ရမယ်အဲ့ကြတော့ဒီစာမရရင်ငါဒီနေရာမထားဘူးဒီနေ့9ရွက်မရရင်ဒါမှမဟုတ်9ရွက်ကျန်နေတယ်များတာပေါ့နော်4ရွက်ဦးဇင်းတော့ပေါ့နော်တချို့ကတော့9ရွက်ကျက်တယ်ဦးဇင်းတော့4ရွက်ပဲကျက်တယ်4ရွက်ငါမရရင်ငါဒီနာမထားဘူးလို့စိတ်ဓာတ်ပတိတက်ကြလိုက်လို့ရှိရင်အနည်းဆုံးနိုင်ဝက်လောက်ကတော့စောပြီးတော့ရသွားတာစိတ်စွမ်းရည်ကိုမြင့်ပြီးတော့ကျက်လိုက်တာအဲ့လိုကျက်လိုက်လို့ရှိရင်အာကုန်မှာခဏလေးရသွားတာဒါကတကယ်အရေးကြီးတယ်ဟိုပြင်းပြင်းရောနေကျက်နေအဲ့စာတစ်ခုကမရနိုင်ဘူးစိတ်ဓာတ်ပတိတက်ပြီးတော့ကျက်လိုက်လို့ရှိရင်အဲ့စာလေးကခုနကတနိုင်ကျက်မဲ့စာနိုင်ဝက်နဲ့ရသွားပြီဆိုရင်အဲ့စာကိုတနေ့သာအတွက်ပြန်နေရုံပဲအဲ့လိုအာကုန်ကျက်တဲ့ပိုင်းကျလို့ရှိရင်တော့နည်းနည်းကျက်များပြန်တင်ပါဗျာနောက်တစ်ခါရေးဖြည့်ပိုင်းရောက်လာပြီဆိုတဲ့အခါကျတော့သာကရာဆရာကြီးပြောသလိုလတ္တုပါယတဘိက္ခုနောကိလမနာကာရဏနတ္တိနိစနစ်ရရင်လွယ်ပါတယ်နိစနစ်မရရင်တော့ခက်ခဲတယ်အဲ့ဒါဘာလို့ရတော့ရေးဖြည့်လို့တဲ့အချိန်ကြလို့ရှိရင်ဦးဇင်းတို့ဒီသာကရာဒီကပါဠိတော်ကြက်ပြီးသားပဲကြက်ပြီးသားဆိုအထူးလေးလာကြမလို့တော့အထာဂရကြည့်တဲ့အခါမှာဒီတမျက်နာကိုရအောင်ကြည့်လိုက်တယ်ကြည့်ပြီးလို့ရှိရင်စာအုပ်ကိုပိတ်ပြီးတော့လွတ်ပြန်စဉ်းစားတယ်မရသေးဘူးဆိုရင်ပြန်ဖတ်တယ်နောက်တစ်ခါရပြီဆိုလို့ရှိရင်အဲ့စာမျက်နာကြော်ပြီးတော့ဝက်စာမျက်နာကိုဖတ်တယ်စာမျက်နာကိုစိတ်နဲ့ဖတ်တယ်နောက်တစ်ခါစာအုပ်ပိတ်ပြီးတော့အဲ့ဖတ်ပြီးသားစာကိုအလွတ်ပြန်ရအောင်ပြန်စဉ်းစားတယ်မရသေးဘူးဆိုရင်ပြန်ကြည့်တယ်အဲ့ဒါလို့ပေါ့သူကတော့ညံသွားရင်သွားတယ်လို့တနေ့ဒီ10မျက်နာဆို10မျက်နာလောက်အထာဂရကိုသွားအထာဂရကိုဖွင့်ထားတဲ့ဒီကာကိုလည်းပဲအဲ့ဒါလောက်ပြီးအောင်ကြည့်ပြီးတော့သွားတာအဲ့ဒီလဘဆာမှုဝဲရှိတဲ့ဦးဇင်းတို့ကြောင်းမှာကြတော့အဲ့ဒီလဘဆာမှုဝဲကိုအလင်းမိအောင်ဦးဇင်းတို့ကကြည့်ပြီးတော့သွားရတာနော်အဲ့ဒီကြတော့ဦးဇင်းတို့မှာဝိနည်းပိဋကဆိုတာလည်းအခက်အခဲမရှိဘူးတုတ်တံပိဋကရောက်တဲ့အခါမှာလည်းအခက်အခဲမရှိဘူးဘာကြောင့်လဲဦးဇင်းတို့ကစိတ်ဓာတ်ပတိနဲ့ဝိရိယပတိနှစ်ခုကိုရှင်းတန်းတင်ပြီးအလုပ်လုပ်တဲ့အခါကျတော့ခက်ခဲတွေကမရှိဘူးအဲ့ဒီအခက်အခဲကဘယ်ကြမှာကြုံရတော့ဆိုတော့အပိဓမ္မပိဋကကြလူတိုင်းကြုံရတာဘာကြောင့်လူတိုင်းကြုံရတော့ဆိုတော့အပိဓမ္မပိဋကမှာခုနှစ်ကျမ်းနဲ့မှာအခက်အခဲဆုံးကယမိုက်ပဋ္ဌာန်းနောက်ဆုံးနဲ့လာတော့ပြီဆိုလို့ရှိရင်ဆရာနီးရအောင်လေ့လာရတာဆရာနီးမရဘူးဆိုလို့ရှိရင်ယမိုက်တို့ပဋ္ဌာန်းတို့ဆိုတာကဘလောက်ကြက်ပြီးရင်မေ့သွားတာအဲ့ကြတော့ဘာလို့ရတော့ဆရာနီးရအောင်အရင်ဆုံးလေ့လာရတာဆရာနီးရအောင်လေ့လာတဲ့အခါကျတော့လွယ်ကူးလာတာဆရာနီးမရခင်ကတော့ဒီပဋ္ဌာန်းတွေကြက်တဲ့အခါမှာတေချာဝါဒတွေအခုကြက်လိုက်တဲ့ဒီကနေထသွားရင်မေ့သွားတယ်ကြက်လို့ကတော့ခဏရတယ်ပြီးတိုင်းစိတ်ထဲမှာစွဲပြီးတော့မနေမေ့သွားတယ်အဲ့ကြတော့ဘယ်လိုလုပ်ရအောင်ဆိုတော့ငါတော့ခက်ခဲတဲ့ဒီပဋ္ဌာန်းကျမ်းကြီးတွေငါဆောင်လို့ဖြစ်ပါမလားဆိုတဲ့အတွေးတွေပေါ့နော်အတွေးဝင်တဲ့အခါကျဘာလို့ရတော့ဆိုတော့ဒါနီးစနစ်မရလို့ငါနီးစနစ်ရရင်လွယ်မှာပဲဆိုဘာလို့ရအောင်ဆိုတော့နီးစနစ်ရအောင်သုဒ္ဓသင်္ချာပဋ္ဌာန်းဆိုရင်သုဒ္ဓသင်္ချာရအောင်ကြည့်ရတယ်မာတိကာရာကောက်တွေရအောင်ကြည့်ရတယ်အဲ့ဒီမာတိကာရာကောက်နဲ့သုဒ္ဓသင်္ချာနှစ်ခုကိုညှိပြီးတော့ပဒဝါဒနာထွက်ပုံဝီဒီအနုဝါဒဟောပုံဒါမျိုးတွေကိုလေ့လာတဲ့အခါကျတော့စောစောကခက်ပါလဲဆိုတဲ့ဒီပဋ္ဌာန်းကလွဲလာတယ်မှန်ပါဗျာဒီမြတ်စွာဘုရားရဲ့တရားတော်တွေကလူတွေနားမလဲအောင်လဲဟောတာမဟုတ်ဘူးနားလဲအောင်ဟောတာဒါမှမဟုတ်ကိုယ့်ရဲ့ဉာဏ်ကမလိုက်နိုင်တဲ့အခါကျတော့နားမလဲတာမှန်ပါအဲ့ကြတော့ယမေပဋ္ဌာန်းတွေကိုလေ့လာတဲ့အခါမှာနားမလဲနိုင်လောက်အောင်လည်းပဲမခက်ဘူးအကုန်လုံးလည်းပဲနားမလဲဘူးမှန်ပါဗျာခက်ခဲတယ်နည်းနည်းတယ်အလွန်တရာသိမ်မွေ့နည်းနည်းတယ်ဒီပဋ္ဌာန်းကျမ်းကြီးတွေအကုန်ဆောင်ပြီးတော့ထားရတာအလွန်တရာလည်းပင်ပန်းတယ်မဖြစ်မနေဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဝိရိယနဲ့စိတ်နဲ့စိတ်တန်းတင်ပြီးတော့အလုပ်လုပ်ရတာငါဒီပင်ပန်းမှုပြီးတော့ဒါနောက်ဆုံးပဲဒါပင်ပန်းမှုမရှိတော့ဘူးလို့အတင်းရတာပေါ့နော်မှန်ပါဗျာအဲ့တော့ဒီသတိအားပဲပင်ပန်းတော့မှာဒီလောက်ပင်ပန်းပြီးမရှိတော့ဘူးညမိုက်ပဋ္ဌာန်းပြန်တဲ့အချိန်ဦးဇင်းတို့18ရက်ပြန်ရတာလေ18ရက်ကြားထဲမှာနားတာနဲ့ဆို22ရက်ကြာသွားတာအဲ22ရက်ကြီးကိုစိတ်ကိုနှစ်ပြီးတော့ငါတရားဒီခက်ခဲကြောသွားရင်ငါဘဝအခက်ခဲမရှိတော့ဘူးစိတ်ကိုအားတင်းပြီးတော့ခက်ခဲမျိုးစုံကိုကြော်ဖြတ်ပြီးတော့စိတ်အားတင်းပြီးတော့ကြော်ဖြတ်ရတာ
မှန်ပါဗျာဒါကတော့အာကုံပိုင်းပေါ့နော်ခုနကကြီးစမွေးဖြစ်ကနေဆိုရင်ဘာသတိထားအောင်ဆိုတော့ဦးဇင်းတို့နာစီချောင်းဆိုးတာသတိထားရတယ်အတန်မဝင်အောင်အဲ့လိုသတိထားရတယ်နောက်တစ်ခါအာကုံပလင်တက်ပြီးဆိုလို့ရှိရင်လေကိုကဦးဇင်းတို့ကအာကုံပြန်တဲ့အခါမှာပလင်မတက်ခင်မှာကိုเจ้าကိုစာထောက်ဆံမနဲ့အရင်လေးကျင်ရတာမှန်ပါဗျာလေးကျင်ရကိုငါပြန်တဲ့စာတွေမှန်ဘေးကနေကြည့်ပြရတယောက်ပေါ့နော်တင်ပါဗျာအဲ့ဒါလက်တွေ့ဒီလိုကျင့်ပြီးတဲ့ခါကျတော့ပလင်မော်တက်ပြန်ပလင်မော်တက်ဒီမှာအချိန်ပေါင်းမြောင်များစွာခေါက်ပေါင်းမြောင်များစွာပြန်ထားတာမှပလင်မော်ကြတော့အစိုးရင်စိတ်ကရှိတယ်မှန်ပါလို့ရှိတယ်ငါပြန်တာချော်သွားမလားဆိုတဲ့ပထမဆုံးမောင်းပေါ့နော်တင်ပါအတွေ့ထိတ်နဲ့ဘာကြောင့်ဦးဇင်းတို့ကအာကုံပြန်တဲ့ခါမှာတနေ့ကို6ချိန်ပြန်ရတာ6မောင်းလို့ခေါ်တာပေါ့နော်မနေ့က4ချိန်ညနေခင်း5ချိန်ပြန်ရတယ်တစ်ချိန်ပြန်လို့ရှိရင်25မိနစ်ပြန်ရတယ်အဲ့ဒီ25မိနစ်မှာအနည်းဆုံး6ရွက်12မျက်နှာပြီးရတာ12မျက်နှာမပြီးဘူးဆိုရင်သူကအောက်မှတ်ရဖို့ရမလွယ်တော့ဘူးမလွယ်တဲ့ခါကျတော့ကိုเจ้าကိုတွေက6ရွက်ပြီးအောင်12မျက်နှာပြီးအောင်လေ့ကျင့်ထားတယ်တကယ်ကိုเจ้าကိုကတကယ်လေ့ကျင့်ထားတာတော့မှစမွေးကန်တဲ့ကြရင်ရင်းနဲ့ခုံပြီးတော့တခါကျရင်ချော်သွားရတာချော်သွားပြီးတော့ပထမဆုံးပေါင်းဆိုရင်အာတင်းထားတာအာတင်းပြီးတော့ဆိုရင်စိတ်တွေဝင်ကဲပထမဆုံးပေါင်းကတော့တူကိုပဲဆိုရင်စိတ်နဲ့ပေါ့နော်ကြောက်စိတ်တော့မဟုတ်ဆိုရင်စိတ်နဲ့ချော်သွားကြတာတော့အများပါတယ်အဲဒီလိုပလန်တက်တဲ့ခါကျရင်လည်းဟိုစိတ်သဘောထားပြေးသွားတဲ့ပုဂ္ဂိုလ်လေးတွေနဲ့တွေ့ပါသေးဒီကိုမေတ္တာရှိတဲ့ပုဂ္ဂိုလ်လေးတွေတွေ့ပါသေးမေတ္တာဘာဝနာလည်းပလင်မတက်ခင်ပွားတာပဲတင်ပါဗျာအဲစာတော့ဆမလည်းပွားအကုန်ပွားပေါ့နော်ဆိုင်ရလန်ကူဆောင်နဲ့တွေကစပြီးတော့ဟောဒီငါပလင်တက်တဲ့ခါမှာချောမောနဲ့ဆောက်ရှောက်နိုင်ရပါစေကိုဒီမေတ္တာရှိတဲ့ပုဂ္ဂိုလ်လေးတွေနဲ့လည်းတွေ့ဆုံပါသေးဆိုပြီးတော့ပလင်တက်တဲ့ချိန်မှာလည်းစာတော့ဆမတွေလည်းမေတ္တာပွားပြီးတော့အဲလိုကာရဝါလည်းပြုရတာပေါ့နော်တင်ပါဗျာအဲကြတော့အာကုံပြန်တဲ့အချိန်မှာဦးဇင်းကအခက်ခဲမရှိပါဘူးတင်ပါဗျာဒီကစားမှုပဲမှာပေါင်းစောစောကကြိုတင်လေ့ကျင့်ပြင်ဆင်ထားတာဆိုတော့လေတင်ပါဗျာရေးပြပိုင်းကြတော့ဦးဇင်းပေါ်မှာအကြတွေအများကြီးရှိပါတယ်တင်ပါဗျာဝိနည်းပိဋက၄ခုသုတ်တံပိဋက20တင်ပါဗိဓမာပိဋက40မှာရှေ့ပိုင်း90တုန်းကတော့ဦးဇင်းမှာအခက်ခဲသွားသိမရှိဘူးစမွေးမှာ2နှစ်ဖြစ်ရတဲ့ဟာမရှိဘူးတင်ပါ2နှစ်ဖြစ်လိုက်အောင်သွားတာနောက်ဆုံးဆင်းကြတာပဲ2နှစ်ကြာသွားတော့10နှစ်ကြာသွားတင်ပါ10နှစ်အချိန်ချင်းကြာရှုံးပြီးမှအောင်မြင်သွားတာပေါ့ကြီးဖြစ်မှာပေါ့နောက်ဆုံး10နှစ်မှာဦးဇင်းတော့10နှစ်ရှိတာလေတင်ပါဝိနည်းမှာအာဂုံ20ရေးပြ20အဲ့ဒါဝိနည်းအောင်ပြီဆိုရင်ဝိနည်းဒရာဝိနည်းကောဝိရာပွဲရတယ်တင်ပါဗျာနောက်တစ်ခါသုတ်တံပိုင်းအာဂုံပိုင်းရေးပြပိုင်းဒီကဘာနာကဒီကနိကာယကောဝိရာ20ပြီးရောနောက်တစ်ခါပြီးဓမ္မရှိပိုင်းအာဂုံရေးပြနောက်တစ်ခါပြီးဓမ္မနောက်ပိုင်းယမိတ်ပဋ္ဌာန်းအာဂုံရေးပြ90ရှေ့ပိုင်း90တုန်းကတော့ဥဒ္ဓမမကြပါဘူးတင်ပါဒီခက်ခဲလည်းမရှိဘူးပေါ့နော်ဒီနောက်ဆုံး10နဲ့ကြာမှနှစ်တွေလည်းအများကြီးကြာသွားတယ်ကြာသွားတဲ့ခါကျတော့ဘာလို့ရတော့ဆိုတော့ကိုအားပေးရတာဟောတစ်ခါတလေကျတော့ဒီလိုတွေဘယ်လိုပြောမလဲစမွေးကြပါများတဲ့ခါကျတော့ဟောငါရဲ့ပါရမီများကုန်သွားပြီလားဆိုတဲ့အတွေ့ပေါ့နော်အဲကြတော့ကိုဘယ်လိုအားပေးရလဲမြတ်စွာဘုရားရှင်အာနန္ဒာကိုအားပေးတယ်လို့မှန်ပါဗျာရှင်အာနန္ဒာမင်းကုသိုလ်ကောင်းမှုတွေပြုလုပ်ထားတာပါမကြခင်ရဟန္တာဖြစ်ပါမယ်ဆက်လက်ပြီးတော့အားထုတ်ပါပေါ့အဲ့လိုအားပေးတယ်လို့အားပေးတဲ့ကားကိုအားယူပြီးတော့ဥဒ္ဒနကလည်းဩငါဘုံကရှိလို့တော့မာတိပိစကတရဖြစ်လာပြီဒီပိစကကောဝိရဆိုတာငါအတွက်အချိန်မတန်သေးလို့သာအချိန်ကြီးကြရင်တော့ဖြစ်ရမှာပဲအဲဖြစ်ရမယ်ဆိုတဲ့စိတ်ကိုကြတော့ဘာလို့လဲဆိုတော့ယုံကြည်မှုရှိအောင်ဗုဒ္ဓနုတ္တိဘာဝနာလည်းအမြဲတမ်းပွားရတာမှန်ပါဗျာခုနကကိုမနာလုံးမုန်းတီးတဲ့ပုဂ္ဂိုလ်တွေရှောင်ကွင်းပြီးတော့မေတ္တာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဖို့ရမေတ္တာဘာဝနာလည်းပွားများတာအဲ့ဒီဘာဝနာနှစ်ခုကူးပြီးတော့ဒီလမ်းဆုံးပန်းတိုင်ထိလျှောက်ခဲ့တာပေါ့နော်မှန်ပါဗျာအဲ့ကြဒီနေ့အဆုံးပန်းတိုင်ထိရောက်လာခဲ့တာပါတင်ပါဗျာဒီအာဂုံဆောင်တာနဲ့ရေးဖြည့်အပိုင်းမှာပေါ့ဖေ။ရေးဖြည့်ဆိုရင်တပည့်တော်တို့ပုံမှန်အောင်မှပါဠိတွေကိုဒါရေးချက်ဖို့အရန်ခက်ခဲတယ်လေဖေ။အဲရေးဖြည့်ပိုင်းမှာရောဒီပါဠိပတ်သက်ဒီတပ်ပုံတွေမှားအမှန်အမှားတွေပေါ့နော်ဒီပါဠိတပ်ပုံနဲ့ပတ်သက်ပြီးတော့ဆရာတော်ဖေအနေနဲ့ဘယ်လိုများလေ့ကျင့်ပြီးတော့ဟိုမှတ်ယူခဲ့ပါလဲဖေ။ကဲအထူးတော့ဟိုမှတ်စရာတော့မလိုတော့ငယ်တုန်းကတည်းကဒီပါဠိစာပေတွေကလေ့လာလာထားဆိုတော့လေလေ့လာထားတဲ့ခုနကပြောသလိုရေးဖြည့်လုပ်တဲ့ခါကျတော့ဒီပါဠိကိုအရင်ဆုံးနှုတ်တဲ့ရအောင်ဖတ်လိုက်တာမှန်ပါဖတ်ပြီးလို့ရှိရင်လွတ်ပြန်ဖတ်လိုက်တယ်မှန်ပါဖတ်ပြီးတဲ့ခါကျတော့ဒါကိုပဲဦးဇင်းတို့နေတိယလို့ခေါ်တာပေါ့အနက်မထင်ဘူးဆိုရင်တော့နေတိယနဲ့ပြန်ပြီးတော့ကြက်ရတာပေါ့ဒါလေးတွေကြက်ထားတဲ့ခါကျတော့အခက်ခဲတော့ဟိုလိုကြီးမရှိပါဘူးဒါပုံစံညွှန်းနေကြတာလေတင်ပါဗျာဆရာတော်ဘုရားအနေနဲ့အခုနောက်မျိုးဆက်ပေါ့နော်ဒီလက်ဆင့်ကမ်းအနေနဲ့စကားလေးပေါ့ဗျာဒီအာဂုံဆောင်မဲ့
တန်ဃာတော်တွေကိုပေါ့ဒီလိုမျိုးစိတ်အတက်အကျဖြစ်တဲ့အချိန်ဆောင်းမွေးတွေကြားတဲ့အချိန်ကြာရှုံးချိန်တွေအောင်မြင်ချိန်တွေအဲ့လိုအချိန်မျိုးမှာတကယ်လို့များဒီလိုဖြည့်နေရင်းနဲ့ပေါ့နော်ဆရာတော်ဘုရားနေလို့မျိုး10ဆင့်ဖြည့်နေနေမှာနောက်ဆုံးအဆင့်မှာဒါကြာခဲ့တယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့တန်ဃာတော်တွေကိုရောဘယ်လိုမျိုးချီးမွမ်းစကားလေးနဲ့အားပေးစကားလေးပြောလို့ပါလဲဗျာညမှာလည်းကားရှိပါလေလမ်းဆုံးရင်ရွာတွေ့မှာပါဆရာလည်းဆက်လျှောက်ရတာပေါ့နော်ကိုယ့်ရဲ့ခုနကလိုပဲတွန်းအားပေးရတာကိုဟောငါဘုံကံပါရမီရှိလို့တော့မှဒီပိဋကတတာဖြစ်လာပြီဒီပိဋကကိုဝိဒါလည်းငါပြီးကိုပြီးရမှာပဲဆိုတဲ့မစုံတဲ့ဇွဲအဲ့လုံလာဝိရိယဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကလည်းအများနဲ့မွေးရတယ်တင်ပါအဲ့ဒီဝိရိယဓိပတိရဲ့စိတ်ဓာဓိပတိရဲ့နှစ်ခုတက်ပြီးတဲ့အခါကျတော့ခုနကဘာဝနာနှစ်ပါးနဲ့ကူပြီးတော့လမ်းကြောင်းအဆုံးထိလျှောက်လို့ရှိရင်လူတိုင်းလမ်းကြောင်းရောက်မှာပါဒါမှမဟုတ်တစ်ခုတော့ရှိတယ်ဥဒ္ဒနာဓိပတိကဆံမွေးပဲမှာဒီအဆုံးထိမလျှောက်ကြတာကဘုံကံပါရမီတွေအားကြီးပြီးတော့ငယ်ငယ်ရွယ်နဲ့အကြောင်းထိုင်နေဖြစ်သွားတယ်ဒါမျိုးတွေဆိုလို့ရှိရင်လည်းပဲစာမချက်ချင်တော့တာရသွားတယ်နောက်တစ်ခါကိုယ်ကကျမ်းမာရေးမပြည့်စုံမှုမိဘဆရာသမားရေးမပြည့်စုံမှုပြန်လည်ပြုစုရမယ်ဆိုလို့ရှိရင်လမ်းကြောင်းပေါ်အသွေးဖြီးသွားတယ်အဲ့ဒီကြတော့အဲ့ဒီလမ်းကြောင်းပေါ်သွေးဖြီးမသွားအောင်ဘာလို့ရတော့ကုသိုလ်ကောင်းမှုလုပ်တဲ့ငါရဲ့ကုသိုလ်ကောင်းမှုတွေငါရဲ့ဒီပိဋကလမ်းကြောင်းပေါ်ကနေငါတွေဘယ်တော့မှရှော့မသွားပါစေနဲ့ဆိုစိတ်ထဲကနေတောင်းစုပြီးတော့အများတန်းပြုတယ်ကုသိုလ်ပြုမှုတွေပြုတယ်ဒီကုသိုလ်ကောင်းမှုပြုရတဲ့ကြောင့်ဘာဖြစ်ရပါလို့ဤတော့မဆူတောင်းငါရှောက်နေတဲ့ဒီပိဋကလမ်းကြောင်းပေါ်ကနေတွေးဖယ်ပြီးတော့မသွားပါစေနဲ့ဆိုတဲ့အတွေးလေးကတော့ကုသိုလ်ကောင်းမှုလုပ်တိုင်းအများတန်းတောင်းတတယ်တင်ပါအဲ့ဒီလိုလေတင်ပါဗျာတင်ပါဆရာတော်ဒီ6ဆင်းကနေပြီးတော့ဒီ10ဆင်းအောင်မှုအတွက်အချိန်ကာလကိုဘယ်လောက်ကြာခဲ့ပါလဲဖေ။ဦးဇင်းခုနကပြောတဲ့ရှေ့ပိုင်း6ဆင်းတုန်းကတော့ဦးဇင်းက17ကြိမ်ဝင်ရောက်ဖြည့်တော့တာ2ကြိမ်ကြာတယ်တင်ပါနော်ဒီဂျာသမားနားတဲ့နှစ်တွေတော့ရှိတာပေါ့နောက်ဆုံးဆင်းကြတော့လဲ17ကြိမ်ဝင်ရောက်ဖြည့်ဆိုတယ်10ကြိမ်ကြာတယ်တော့တင်ပါဗျာဖြည့်ဆိုတဲ့အကြိမ်က22ကြိမ်တင်ပါဗျာ12ကြိမ်ကြာရှုံတာပေါ့နော်အလုံးပေါင်းလိုက်တင်ပါဗျာအဲဒီ10ကြိမ်အောင်မြင်မှုရ10တန်းပဲရှိတာဆိုတော့လေတင်ပါဗျာနားတဲ့နှစ်တွေရောတွက်လိုက်မယ်ဆိုရင်တော့25နှစ်ကြာပြီးတော့သွားတယ်တင်ပါဗျာဆရာတော်ဘုရားအနေနဲ့အခုဒီတကုံမျိုးသစ်အရှိပိုင်းပေါ့နော်ဒီကျောင်းတိုက်ကိုဘယ်ကာလရောက်ရှိတာပါလဲဖေ။ဦးဇင်းနေနဲ့ကဦးဇင်းကဒီစာမိုးဝဲကြီးစဖြေတာကဒီမြန်မာလို1363ခုအဲ့ကြတဲ့63ခုနှစ်ဖြေတဲ့ခါကျတော့ဦးဇင်းကဒီမှာမရောက်သေးဘူးနောင်ချိုကနေနောင်ချိုဂတိပင်ကျောင်းတိုက်ဆိုတာမြန်မာနိုင်ငံရဲ့12ပါးမြောက်တိပိဋကရဆရာတော်ရဲ့ဦးလေးတော်အဲ့ဒီကျောင်းမှာဦးဇင်းရောက်သွားရင်အဲ့ဒီကနေပြီးတော့ဝင်ဖြေတာအောင်သွားတာပေါ့နော်။အောင်သွားတဲ့ခါကျတော့ဒီကြောင့်အဲ့မှာ1364ခုနှစ်ကျတော့ဦးတင်ကစာမိုးပဲဝင်မဖြစ်ဖြစ်ပါအောင်1364နှစ်ကုန်ကနေ1365ပညာသင်နှစ်ကျတော့ဒီကြောင့်ကိုရောက်လာတာတဲ့ပါရောက်လာတဲ့အခါကျသင်ငယ်ချင်းတွေကပြောတယ်မင်းဒီပိဋကပြီးအောင်လုပ်မှလားအဲ့တော့ငါကြီးမချက်ကလည်းမရှိသေးဘူးလေတင်မတပြီးတော့လုပ်ဖို့တော့အကဲဆို3ပုံမပြီးတော့မှ2ပုံကတော့ပြီးလောက်ပါတယ်ပေါ့စိတ်ထဲမှာအဲ့လိုပြောတဲ့အခါကျတော့မဟုတ်ဘူးတဲ့ဒီပိဋကပြီးအောင်လုပ်မယ်ဆိုရင်ဒီပိဋကစာသင်သားတွေကိုလက်ခံတဲ့နေရာကိုမင်းသွားတင်တယ်ဒါမှမင်းဒီပိဋကပြီးမှာဘာလို့လဲဆိုတော့ပေါင်ဝန်းကျင်ကောင်းကိုနေမှမင်းဒီပိဋကပြီးမှာအကြတော့တငယ်ချင်းတွေကနေပြီးတော့ဒီเจ้าကြီးကိုလိုက်ပို့လိုက်တာဒီနေ့เจ้าလည်းအဲ့တုန်းကတော့မရောက်ဘူးပေါ့နော်တင်ပါဗျာဒါတငယ်ချင်းကောင်းတွေကနေပြီးတော့ဒီပိဋကလုပ်ရင်ဒီပိဋကရွေးချယ်တဲ့ဌာနကိုမင်းရွေးရမယ်ဒါမှမင်းဒီပိဋကပြီးမယ်သူတို့လမ်းညွှန်ချက်နဲ့အညီဦးရင်ကဒီเจ้าကိုရောက်လာခဲ့တာ1365ခုနှစ်ဒီเจ้าရဲ့ပညာသင်နှစ်ဆိုရင်သရုတ်ထနှစ်ပေါ့เจ้าတဲ့ပညာသင်နှစ်သရုတ်ထနှစ်မှာဦးရင်ကရောက်လာခဲ့တာတင်ပါဗျာ